ကျွန်တော် Facebook ကနေ10ရက်အတွက်ပိုက်ဆံ4သိန်းခွဲရသွားပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါ Try William Channel にကြိုဆိုပါတယ်ဗျကျွန်တော်အခု Facebook ကနေ10ရက်အတွက်ပိုက်ဆံ4သိန်းခွဲရသွားတယ်ပေါ့နော်ဘယ်လိုရသွားလဲဆိုတာဒီဗီဒီယိုမှာကျွန်တော်ပြောပြသွားပေးမယ်ကျွန်တော်က movie recap လေးလုပ်ပြီးတော့ Facebook မှာ page ထားပြီးအဲ့ဒီဗီဒီယိုလေးတွေတင်တာပေါ့နော်အဲ့ဒါဖိတ်ချင်တော့ view ကလေ1ယောက်2ယောက်3ယောက်နဲ့အိုးသိညစ်လိုက်တော့ပြောနေတယ်တော့အဲ့မှာ3ရက်မြောက်နေ့မှာဗီဒီယိုတစ်ပုဒ်ကပေါက်ပြီးတော့ 300k ထိပေါက်ပြီးတော့နေ့ follower 1000တက်လာလိုက်တာ10ရက်အတွင်း 10k ပြီးသွားတယ်အဲ့ဒီ 10k ပြီးသွားတဲ့ page ကိုကျွန်တော်ရောင်းစားလိုက်ရင်4သိန်းခွဲတော့ကျွန်တော်တွေ့ရတော့တတလေးရမှာအဲ့အပြင်ကျွန်တော်မှာ TikTok account လေးနဲ့ကြံသေးတယ်အဲ့ TikTok account လေးနဲ့ရောင်းစားရင်2သိန်းလောက်တော့ရအောင်မှာတခါကဲလို့ဒီ monetization အောင်ပြီးသား TikTok account က2သိန်းတန်တယ်ပဲထား5ခါလောက်ထောင်လိုက်ရင်ကိုယ်တိုင်တစ်လောက်10သိန်းလောက်ဝင်ပါတယ်ဒါပေမဲ့ကျွန်တော်ကကြောက်တစ်ဖိတ်နဲ့မို့လို့အဲ့လောက်တွတ်ကြဲတော့မလုပ်နိုင်သေးဘူးပြီးတော့ TikTok account တကmonetization အောင်ဖို့ကလည်းအရင်ခက်ခဲတဲ့အထက်မပါပါဘူးခင်ဗျာချို့အကောက်တွေဆိုရင်10ရက်အတွင်း monetization အောင်တော့လို့အချို့အကောက်တွေဆိုရင်9ရက်3ရက်အဲ့လောက်ပဲကြာပါတယ်ခင်ဗျာဒါကြောင့်မို့လို့အရင်ကိုယ်တိုင်ပဲအဆင်ပြေတာပေါ့နော်သူတစ်ဖြစ် Facebook page တွေကပို့ပြီးဈေးကောင်းတာပေါ့နော်ဒါကြောင့်မို့လို့အားလုံးပဲဆက်လို့ကြည့်ကြပါခင်ဗျာနောက်ရင်စားတဲ့အကြောင်းအရာလေးသိချင်ကျွန်တော် channel ကိုဝင်ကြည့်လို့ရပါတယ်အားလုံးပဲချမ်းမြေ့ပါရပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေဘိုင်ဘိုင်ပါခင်ဗျာ